crop AI ကို free သုံးလို့မရလို့စိတ်ညစ်နေပြီလားစိတ်မညစ်ပါနဲ့ဒါပေမဲ့ဒီ video ပဲကြည့်လိုက်ပါဘာလို့လဲဆိုတော့ crop AI ထပ်ဖို့ကလည်း video 3ကို free သုံးလို့ရမယ်နဲ့ကျွန်တော်ပေးထားတယ် let's go ကျွန်တော်တို့လုပ်ကြည့်အောင်ဟုတ်ပြီကျွန်တော်တို့ပထမဆုံး Play Store ဝင်မယ် Play Store ဝင်ပြီးတော့ကျွန်တော်တို့ search bar မှာကျွန်တော် YouTube create လို့ရမယ်ကျွန်တော်ဒီမှာကျွန်တော်ပြထားနော် YouTube create ရပြီးကျွန်တော်တို့ search bar ရှာရမယ်ဒီမှာ open လို့ပေါ်နေကျွန်တော်ခင်ဗျားတို့ install နဲ့ open လို့ပေါ်တယ်ခင်ဗျာ install လုပ်လိုက်အဲ့ဒါပြီးရင်ကျွန်တော် open ခိုင်းနေလိုက်မယ်နော်ကျွန်တော် open နေလိုက်ပြီးအဲ့ဒါဆိုရင်ဒီမှာခင်ဗျားတို့ Gmail နဲ့ဝင်ခိုင်းနေမယ်ဗျ Gmail တစ်ခေါက်နဲ့ဝင်ခိုင်းခင်ဗျာဘယ် Gmail နဲ့ဖြစ်ဖြစ်ဝင်လိုက်ပါနော်ဝင်ပြီးရင်ဒီကို interface ကြာလာနိုင်မယ်ဒီလိုပုံစံကြာလာတယ်ဒီလိုပုံစံကြာလာရင်ဒီမှာ guest star ရအောင်မှာဒီမှာ generate video ဆိုတာရှိတယ်ဒီမှာ generate video ဆိုရင်အဲ့ generate video ကိုနှိပ်လိုက်နှိပ်ပြီးတော့ကျွန်တော်တို့ဒီမှာဒီ black sign လေးကိုနှိပ်မယ်အဲ့မှာကျွန်တော်ပုံတစ်ပုံထည့်မယ်ကျွန်တော်ကတော့ဘယ်ပုံထည့်မလဲဆိုတော့တစ်ပုံထည့်လိုက်ပြီပေါ့ဗျာကျွန်တော် down ကိုနှိပ်လိုက်ပြီအောက်မှာ down ဆိုတာလေးပါတယ်အဲ့ down ဆိုတာလေးကိုနှိပ်လိုက်ပုံတစ်ပုံထည့်ပြီးရင် down ဆိုတာနှိပ်လိုက် okay အဲ့မှာကျွန်တော် prompt ရေးမယ်ကျွန်တော် prompt လေးရေးပြီးသားရှိတယ်ကျွန်တော် paste ကချလိုက်မယ်ကျွန်တော် ready to use လုပ်ထားတာအဲ့တော့အဲ့မဲ့ဒီမှာကျွန်တော်ဒါလေးကိုပြင်လိုက်မယ်ငါ့ကို crop ကို record a ဖီမီယာရင်ခု view ဒီနဲ့တော့ဖန်တီးကြမယ်လို့ကျွန်တော်ရေးလိုက်မယ်အဲကျွန်တော်ဒီမှာ generate လုပ်လိုက်မယ်ကျွန်တော်ဒါနဲ့ဆိုရင် video ကျွန်တော်5ခု6ခုလောက်ရှိတယ်နဲ့ကျွန်တော်ထုတ်တာကျွန်တော် video နဲ့ခံထားတယ်ကျွန်တော်ခဏဆောင်ပြီးဒီကောင် video ထုတ်တာလည်းမြန်တယ်တော်တော်ကိုမြန်တယ်မြန်မာလူလည်းတော်တော်ပြီးရလို့ပြောအင်္ဂလိပ်လို့ဆိုတော့ပြောမယ်ရမ်းပြီးတယ်မြန်မာလူလည်းမြန်မာလူတော်တော်ပြီးရ video 3 motion က crop motion တက်ပို့ကောင်းတယ်အဲ့တော့ကျွန်တော်ဒါ recommend ပေးတယ်အဲသုံးကြည့်ပါ free ရတော့သုံးထားပါ51% ရောက်နေပြီဒီခါလေးကျွန်တော်ကြည့်လိုက်အောင်ကျွန်တော်ဒီ view speed မတင်တော့ညံ့နေခဏလေးပဲစောင့်မယ်နော်အဲ့ဒီပါစတင်နေပြီအော် what the girl ဆို71အောင်ဖြစ်သွားတယ်ကျွန်တော် trying ထည့်လို့လိုက်မယ်နော် trying မှာဒီကျွန်တော်ဆက်ကြည့်ကျွန်တော်ညံ့နေဒီကျွန်တော်ပြန်ထိုင်လာလို့အခုပြန်ထိုင်ပြန်လိုက်ဆိုင်ညံ့လာလို့ကျွန်တော်တော့ပြန်ပြန်ထုတ်တာဒါနဲ့ဆိုကျွန်တော်9 volt 6 volt တော့ရှိပြီကြ image to video ထုတ်တာဒီ video 3နဲ့တော့လေဒါတော့ video 3 channel ကျွန်တော်ဒါပေမဲ့ crop ချက်တော့ဘုံမိုက်တယ်ကျွန်တော်သုံးကြည့်တော့ငါတို့ Grow AI ကို free မြရင်ခု video 3နဲ့သုံးပြီး UED ဖန်တီးကြမယ်ငါတို့ Grow AI ဟုတ်ပြီဒါကိုကျွန်တော်ဘာလို့တောင်းလို့ဆက်မလဲကျွန်တော်ချက်ပြမယ်အောက်မှာ use video ဆိုတာပါ use video ဆိုတာပါအောက်ညာဘက်တောက်မှာ use video တစ်ချက်နှိပ်မယ်နှိပ်ပြီးတော့ကျွန်တော်ခဏစောင့်မယ်အဲစောင့်ပြီးတော့ဒီညာဘက်ထိပ်နားလေးမှာမြားလေးပါတယ်အပေါ်ထောင်းနေမြားလေးပါကျွန်တော်ချက်ပြမယ်ဒီကောင်လေးပါတယ်เนาะအဲ့မြားလေးတစ်ချက်နှိပ်လိုက်နှိပ်ပြီးတော့ export ဆိုတာထုတ်လိုက်ခဏစောင့်လိုက်အဲဒါဆိုရင်သိကြတယ်ခင်ဗျားတို့ gallery ရောရောက်သွားပြီအဲ gallery ရောက်တိုင်းကိုအခုဖွင့်ကြည့်လို့ရသွားပြီ okay ဒါ upload လို့ YouTube မှာ upload လုပ်မှလို့မေးတာမလုပ်ဘူးကျွန်တော် cross sign လေးပဲနေတယ်ဒါဆိုပြီးသွားပြီ okay ကျွန်တော် free ထုတ်လို့ရပြီ crop ကိုမသုံးဘူးကျွန်တော် view 3 1ကိုသုံးပြီးတော့ကျွန်တော်ဒီဖန်တီးကြမယ်ကျေးဇူးတော်ပါတယ်